ဒီနေ့မှာတော့ PUBG Mobile ဘက်ကနေ Glitch Pin တစ်ခုထွက်ရှိလာခဲ့ပါတယ်ဗျ။ဒီ event မှာဆိုရင် daily discount အနေနဲ့တရက်တာကို UC 30နဲ့ဖောက်လို့ရမှာဖြစ်ပြီးတော့ event တိုင်းကလည်း26ရက်6လကနေ26ရက်10လထိသွားတာကိုတွေ့ရပါတယ်။ကျွန်တော်စီမှာက UC တစ်ချက်မှမကုန်ပဲဖောက်လို့ရမယ် discount ရထားတာဖြစ်တဲ့အတွက်ဗာများပေါက်မလဲဖောက်ကြည့်ရအောင်ဗျာ။ဒီမှာကြည့်ရမယ်ဆိုရင် UC လုံးဝမကုန်ဘဲနဲ့ M762 skin ကိုကျွန်တော်ကလုံးဝ free ရရှိသွားပြီဖြစ်ပါတယ်ဗျ။ကျွန်တော်ကပဲကန်ကောင်းနေရတော့မသိပေမဲ့ဒီမှာဆိုရင် UC လုံးဝမကုန်ဘဲနဲ့ M762 skin ကိုကျွန်တော်က free အပိုင်ရရှိသွားပြီဖြစ်ပါတယ်ဗျ။ဒီ brother အနေနဲ့ UC တွေကိုစီးတက်တရာနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ link ဂိမ်းချုံမှာ live ဝယ်လို့ရနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါခြင်းပါတယ်ဗျ။ဒီမှာ gun skin ဆိုရင်လည်းတော်တော်လေးလာတာကိုတွေ့ရတယ်ဗျ။ brother တို့အနေနဲ့ဒီ gun skin ကိုကြိုက်တယ်မကြိုက်ဘူးဆိုတာကိုကျွန်တော်ရဲ့ comment မှာပြန်လည်မျှဝေပေးသွားလို့ရပါတယ်ဗျ။အခု event မှာပါလာတဲ့ outfit ကတော်တော်လေးမိုက်တာကိုတွေ့ရပါတယ်ဗျ။ကျွန်တော်ထင်ပြောမယ်ဆိုရင်ဒီ outfit က Gablia တွေအတွက်တည်တဲ့ထုတ်ပေးထားတယ်လို့တော့ထင်မိပါတယ်။ gun skin ထဲမှာဆိုရင်တော့ M762 ကိုတွေ့မြင်ရတာမျိုးရှိပါတယ်။ဒီမှာဆိုရင်လည်းတော်တော်လေးကိုမိုင်းတွေထည့်ပါတယ်ဗျ။နောက်တစ်ခုပြောမယ်ဆိုရင်ဒီရဲ့ glider skin ကလည်းတော်တော်လေးကိုလှပါတယ်ဗျ။ဒီ event မှာပါတယ် backpack ကိုကျွန်တော်ကတော့တိတ်မကြိုက်ဘူးဗျ။ဘာလို့လဲဆိုတော့ level 3တစ်ခုလောက်ပဲလှပြီးကျန်တဲ့ level 1နဲ့2နေရအရင်ယူရှင်းနေလို့ပါ။ emote မှာဆိုရင်လည်းအရင်မိုက်နေတာမျိုးမရှိဘူး။ကျွန်တော်တို့ဒီ RP emote ကတော့မှဒီထက်ပိုမိုက်မယ်လို့တော့ကျွန်တော်ထင်မိရဲ့ဗျ။ lobby မှာဆိုရင်တော့တေချာ visit ကြလေးလောက်ထားပြီးတော့ 50% discount လေးရှိတာဆိုတော့တော်တော်လေးတန်နေဗျ။ဒီနေ့ video လေးကတော့အသေးသက်ရှိလာတဲ့ Glitch Pin event အကြောင်းကိုပြပြပေးသွားတာပဲဖြစ်ပါတယ်ဗျ။ဒီ video လေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ဗျ။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ကျွန်တော်ကတော့လီယန်ပါ။